အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Power Electronic ကအားကားပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့လူချင်းမင်းတို့အားလုံးကိုမိတ်ဆက်ပေးခြင်းတဲ့ item လေးတစ်ခုရှိပါတယ်အဲ့ဒါတော့ Mitsuyama brand နဲ့က Infrared cooker လေးပဲဖြစ်ပါတယ်မျက်နှာပြင်အခြေအားဆိုရင်အလျား15လက်မှအနံ73လက်မှရှိမှဖြစ်ပြီးတော့ဝက်2200တိရှိမှပဲဖြစ်ပါတယ်မှန်ဒီဇိုင်းဆိုရင်လည်း black crystal design အောင်မှရရှိမှလည်းဖြစ်ပါတယ် temperature timer တို့ကိုအောက်နားလေးရတင်ပါဆွေ့ခြင်းနဲ့လူချင်းမင်းတို့စိတ်ကြိုက်တင်ချပြုလုပ်လို့ရမှာဖြစ်ပြီးဒီမှာဆိုရင်တော့ on off button လေးရှိမယ်မိမိတို့စိတ်ကြိုက်အချိန်သတ်မှတ်လို့ရမယ့် timer button လေးရှိအရေးတောင်းအကင်အကျော်အလော်တွေလည်းပြုလုပ်နိုင်ပါသေးတယ်နောက်ဆုံးတစ်ခုကတော့ function button လေးပဲဖြစ်ပါတယ်ဒီ button တွေအားလုံးကတက်စင်တာတွေနဲ့လှုပ်လှုပ်တာဖြစ်ပြီးတော့ဒီပေါ်မှာဆိုရင်လည်း digital display နဲ့အားလုံးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဘေးတစ်ဖက်တစ်ချက်စီမှာလက်ကင်လေးနှစ်ခုပါဝင်လာကြောင်းတရားရွှေ့ရလည်းလွယ်ကူသေးတဲ့ design လေးဖြစ်ပါတယ်ဒီပေါ်အောက်ချိန်မှာဆိုရင်လည်းအသုံးပြုပြီးမီးဖို့ရဲ့မှန်မှန်နဲ့ပြင်အပူချိန်ကိုအလျင်အမြန်ရောကျစေနိုင်တဲ့ fan လေးပါဝင်မှာဖြစ်ပါတယ် digital မီးဖို့ဆိုတဲ့အတိုင်း smart မီးဖို့အမျိုးအစားဖြစ်တဲ့အတွက်လူကြီးလူငယ်မီးတွေအနေကင်းကင်းနဲ့စိတ်ချလက်ချအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်မကန်အနေနဲ့ဆိုရင်ကုမ္ပဏီရန်နီတစ်နှစ်တိတိပေးထားပါသေးတယ်ဈေးနှုန်းအနေနဲ့ဆိုရင်လည်းအရန်ကိုတန်ပါတယ်မြန်မာငွေ8000ကျပ်တိတိတွေနဲ့ရရှိမှာပါဒါလို့မာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ TikTok ချက်ပေါက်ကနေတစ်ဆင့်လဲမာယူနိုင်တယ်လို့ Facebook page Viber ဖုန်းနံပါတ်3994439932မှတစ်ဆင့်လဲအသေးစိတ်စုံစမ်းမေးမြန်းပြီးမာယူနိုင်ပါပြီခင်ဗျ